အခုကျွန်တော်လှုပ်ထားတဲ့အတိုင်းပေါ့နော်ကျွန်တော်လှုပ်ထားတဲ့အတိုင်းထည့်လိုက်ပေါ့နော်ဒီမှာlinear h တခုကျွန်တော်ထည့်လိုက်တယ်ပြီးအပေါ်မှာကျွန်တော် image view လေးတစ်ခုထည့်လိုက်တယ်နောက်ဒီမှာစီ bottom 3ခုကျွန်တော်ထည့်လိုက်တယ်နောက်မှာဆိုရင်ကျွန်တော်color လေး background color change ထားတယ်ဆိုတော့ကျွန်တော်အခုလုတ်ပြမှာပါလဲဆိုတော့ကျွန်တော်ပေါ်ချင်းဖြောက်ကြီးပေါ့နော်ကျွန်တော်အလွယ်ဆုံးပြောတာပေါ့နော်လွယ်မှတ်လို့ရပေါ်ချင်းဖြောက်ကြီးဆိုရဲအလုတ်နည်းကိုကျွန်တော်ဘလော့အလုတ်ပုံကျွန်တော်တင်ပြပေးမှဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ G ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ဒီပုံကပျောက်သွားမယ်ပေါ့နော်ကျွန်တော်တို့ဒီ V ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ဒီပုံကပြန်ပေါ်လာမယ်ပေါ့နော်ဆိုတော့ဒီတစ်ခုကြတော့ဗာလဲဆိုတော့ဒီ G နဲ့အနေကအလုတ်ပူကြီးတိတ်မကွာဘူးเนาะတူတလူလိုတော့ရှိတယ်ပေါ့နော်ဒီ G ကိုနှိပ်လိုက်တာနဲ့ဒီ linear ပါပျောက်သွားမယ်ပေါ့နော်ဒီဒီ image sorry ဒီဘယ်လိုပြောမလဲဒီ G လေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ဒီ image view နေရာပျောက်သွားပြီပေါ့နော်in ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ image view ကနေရာ image view ကတော့ပျောက်တယ်ဒါပေမဲ့နေရာတော့ကျန်ခဲ့မယ်ပေါ့နော်ဆိုတော့တကယ်ဟုတ်မဟုတ်ကျွန်တော်တို့လောက်ကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ G ကိုကျွန်တော်တို့ set ပေးအောက်ဆိုတာ event ဆိုတာလေးရှိတယ်เนาะ event ဒီအောက်ဆိုတာ event လေးရှိတယ်เนาะတွေ့ရနော် event လေးရှိတယ်အဲ့ဒီကောင်လေး event တွေက click ဆိုတာလေးကိုကျွန်တော်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ view ရဲ့ကိုသွားမယ် view တွေကဒီကောင်လေးကိုဒီ block လေးကိုယူမယ်เนาะပြီးရင်ကျွန်တော်ဘယ်ကောင်လေးကိုကျွန်တော်တို့ဖြောက်မှလဲဆိုတော့ကျွန်တော် image ဆိုတာလေးကျွန်တော်တို့ဖြောက်မှဖြစ်တဲ့အတွက် image ဆိုတာလေးကျွန်တော်တို့ရွေးချယ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးနှိပ်လိုက်တာနဲ့ဒီမှာ3ခုကျွန်တော်တွေ့ရမယ်ပေါ့နော်ဒီမှာဆိုရင်ဒီမှာ G ပေါ့နော်ခုနကကျွန်တော်တို့ရွေးချယ်ထားတဲ့ G ဆိုတာခုနကျွန်တော်ပြောပြီးပြီကျွန်တော်ပုံကိုကျွန်တော်ဖြောက်နေတာပေါ့နော် G ဆိုတာပုံကိုဖြောက်တာဒီကောင်ကပုံကိုဖြောက်တဲ့အတိုင်းပဲနေရာတော့ကျန်ခဲ့တယ်ပေါ့နော်အပေါ်ဆုံးကကောင်ကတော့ပုံပြန်ဖော်တာပေါ့နော်ဆိုတော့ကျွန်တော်တို့အခုကျွန်တော် G ဆိုတဲ့ block ဆက်မှာဖြစ်တဲ့အတွက် G ဆိုတာကိုကျွန်တော်ရွေးချယ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာကျတော့ခုနတိုက်သွားနော် view တွေကသွားလိုက်ဒီကောင်နော် image view ကိုကျွန်တော်တို့ set ပေးလိုက်မယ်ဆိုတော့ဒီကောင်ကျတော့ V ဆိုတာလေးကျွန်တော်တို့ယူလိုက်မယ်သူကပြန်ဖော်မှာဖြစ်တဲ့အတွက်ပေါ့နော်ကလည်းဖြောင်းမှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ lolly တဲ့က view တဲ့ကဒီကောင်လေးပေါ့နော် image view ဆိုတာလေးကိုကျွန်တော်လမ်းချိတ်လိုက်မယ်ပြီးရင်เนาะကျွန်တော် in ဆိုတာလေးကိုကျွန်တော်ရွေးချယ်ထားတယ်ဆိုတော့ကျွန်တော်တို့ run လိုက်မယ်ပေါ့နော်ချက်စမယ် install တင်မယ်ပေါ့နော် install တင်နေပြီခဏလေးတော့စောင့်ပေါ့နော်ကျွန်တော်တို့ open နှိပ်လိုက်မယ်ဆိုတော့ကျွန်တော်အခုလိုမျိုးတွေ့ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြပြတဲ့အတိုင်းပဲကျွန်တော် G ကိုနှိပ်လိုက်တာနဲ့ဒီပုံကပျောက်သွားမယ်နေရာမကျန်တော့ဘူးပေါ့နော်ကျွန်တော်တို့ဒီ V လေးကိုကျွန်တော်တို့V လေးကိုကျွန်တော်နှိပ်လိုက်မယ်စီဒီပုံလေးကပြန်ပေါ်မယ်ပေါ့နော်ဒီကောင်ကြတော့ဒီ in ဆိုတာလေးကလိုနှိပ်မယ်ဆိုရင်ပုံကပျောက်မယ်အတိုင်းပဲဒီနေရာကျန်ခဲ့မယ်ပေါ့နော်ဆိုတော့တကယ်ဟုတ်မဟုတ်ကျွန်တော်တို့စမ်းမယ်ဆိုတော့ G လေးကိုကျွန်တော်နှိပ်လိုက်မယ်နော်ပုံပျောက်သွားပြီပုံပျောက်သွားပြီlinear လဲကျွန်တော်တို့ပေးသွားတယ်ပေါ့နော်နေရာမကျန်ခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ V ကိုကျွန်တော်နှိပ်မယ်ကျွန်တော် V ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ပုံကပြန်ပေါ်ပြီပေါ့နော်ဆိုတော့အဲ့လိုလေးရှိတယ် in ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဆိုတော့ပုံကပျောက်သွားပြီနော်ပုံမရှိတော့ဘူးဒါပေမဲ့ဒီမှာနော်နေရာကျန်သေးတယ်ပေါ့နော်ဆိုတော့ကျွန်တော် V ကိုပြန်နှိပ်လိုက်မယ်ပုံကပြန်ပေါ်မယ် G ကိုနှိပ်လိုက်တာနဲ့နော်နေရာမကျန်တော့ဘူးနော်ဒီမှာချင်းလေးပဲနော်ဒီနေရာအဲ့ကချင်းလေးပဲရှိတော့တယ်ပေါ့နော်ဆိုတော့အဲ့လိုလေးပါနော်ကျွန်တော်ကတော့ဒီအလုပ်ဖြစ်အောင်လည်းပဲပြောပြပေးတာပေါ့နော်မိတ်ဆွေတို့ကတော့software လုပ်တဲ့အခါမှာဒီ blog လေးကိုလို့အသုံးချလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒါတော့ဒီ
blog ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုပဲကျွန်တော်ကရှင်းပြပေးတာဖြစ်တယ်ပေါ့နော်ကျန်တဲ့အပိုင်းတွေကတော့ကိုယ့်ဘာကိုစောင့်ဝေးရေးတဲ့အခါမှာလုပ်သလိုတုံချတော့ပေါ့နော်โอเคကျေးဇူးတင်တယ်